0 to 1အနာဂတ်ကိုဖန်တီးမိလိုအပ်ချက်များမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့မှာတော့ကျမတို့ရဲ့တွေးခေါ်တွေကိုအမြင့်ကနေလောက်ခပြမယ်ကဘာကျော်ရင်းနှီးမြုံနှံသူဖီတာတီရဲ့ရေးသားထားတဲ့0 to 1ဆိုတဲ့စာအုပ်ဒီအကြောင်းကိုအသေးစိတ်ဆွေးနွေးသွားမှာပါသင်ကစီးပွားရေးလုပ်ချင်တာပဲဖြစ်ဖြစ်အောင်မြင်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လောကကြီးကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုသိချင်တာပဲဖြစ်ဖြစ်ဒီဗီဒီယိုကသင်အတွက်အဖို့မဖြတ်နိုင်တဲ့လမ်းညွှန်ချက်ဖြစ်လာပါလိမ့်မယ်ဖီတာတီရဲ့ကမိခွန်းတစ်ခုနဲ့စတင်ခဲ့ပါတယ်လူအများစုကမှားတယ်လို့ထင်နေပေမဲ့သင်တယောက်တည်းကပဲမှန်တယ်လို့ယုံကြည်ထားတယ်အရေးကြီးတဲ့အမှန်တရားကဘာလဲဒီမိခွန်းကကြည့်လိုက်ရင်ရိုးရှင်းပေမဲ့တကယ်တော့သင်ရဲ့အနာဂတ်ကိုဖန်တီးပေးမယ်တော့ချက်ပါပဲအနာဂတ်ဆိုတာဘာလဲအနာဂတ်ဆိုတာအချိန်ကြီးကုန်ဆုံးသွားတာတင်မဟုတ်ပါဘူးအနာဂတ်ဆိုတာဒီနေ့နဲ့မတူတဲ့ပုံစံအသစ်တစ်ခုဖြစ်လာတာကိုဆိုလိုတာပါ0 to 1ဆိုတာဘာလဲအများစုကတော့တစ်ခုခုကို copy ကူးပြီးတော့တိုးချဲ့တာကိုပဲအောင်မြင်မှုလို့ထင်တတ်ကြပါတယ်ဥပမာတရုတ်နိုင်ငံမှာ copy ကူးပြီးတော့လုပ်ငန်းတွေတိုးချဲ့တာဟာတစ်ကနေအများကြီးကိုသွားတာပါဒါကိုအလျားလိုက်တိုးတက်မှုလို့ခေါ်ပါတယ်ဒါပေမဲ့တကယ်ထူးခြားတဲ့အောင်မြင်မှုဆိုတာဘာမှမရှိတဲ့တုံညာကနေတစ်ကိုဖန်တီးလိုက်တာမျိုးပါအရင်ကမရှိဘူးတဲ့အရာတစ်ခုကိုဖန်တီးလိုက်တာကိုဆိုလိုတာပါဒါကိုတော့ downline တိုးတက်မှုလို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သင်ရဲ့လုပ်ငန်းကိုဘယ်သူမှလိုက်မရှင်နိုင်အောင်ဘယ်လိုတည်ဆောက်ရမလဲပြိုင်ဆိုင်မှုတွေခြားကနေဘယ်လိုရုံးထွက်ရမလဲဆိုတာကိုတငယ်ချင်းတယောက်လိုအေးအေးဆေးဆေးနဲ့နည်းနည်းရှင်းပြပေးသွားမှာပါအဆုံးထိနားထောင်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်ဗီဒီယိုလေးမစခင်မှာသင်ရဲ့အနာဂတ်ကိုပြောင်းလဲပေးမယ်အသိပညာတွေအမြဲရနိုင်ဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်သင်ရဲ့စီးပွားရေးအိမ်မက်တွေအတွက်အသင်ဖြစ်ပြီဆိုရင် comment မှာ innovation လို့ရေးခဲ့ပေးပါအောင်ရှင်ပြိုင်ဆိုင်မှုနဲ့လက်ဝဲကြီးအုပ်ချင်းတကယ်ချင်းတို့ရေဖီတာတီရဲ့ပြောတဲ့စကားတစ်ခွန်းရှိပါတယ်ဒါကတော့ competition is for losers တဲ့ပြိုင်ဆိုင်မှုဆိုတာအရှုံးသမားတွေအတွက်ပဲကြားလိုက်ရတာနည်းနည်းတော့ထူးဆန်းနေမလားကျမတို့ကတော့ပြိုင်ဆိုင်မှုရှိမှတိုးတက်မယ်လို့သင်ခဲ့ရတာလေဒါပေမဲ့တကယ်စီးပွားရေးလောကမှာတော့ပြိုင်ဆိုင်မှုများလေအမျက်ငွေနည်းလေပါပဲကျမတို့ဥပမာတစ်ခုကြည့်ကြရအောင်လေကြောင်းလိုင်းတွေဟာတစ်ခုနဲ့တစ်ခုအရန်ပြိုင်ဆိုင်ကြပါတယ်လူတိုင်းလေရင်စီးနေပေမဲ့လေကြောင်းလိုင်းတွေကအမျက်ငွေအရန်နေပါတယ်ဘာလို့လဲဆိုတော့သူတို့ကဈေးနှုန်းတွေလိုက်ချပြီးတော့ပြိုင်ဆိုင်နေရလို့ပါအပြန်လည်အားဖြင့် Google ကိုကြည့်ပါသူတို့ဟာ search engine လောကမှာဘယ်သူနဲ့မှပြိုင်စရာမလိုပဲတအူးတဲ့လော်ဝဲကြီးအုပ်ထားတာပါအဲ့ဒီအခါသူတို့မှာအမျက်ငွေအများကြီးကျန်ပြီးတော့နည်းပညာအသစ်တွေကိုထပ်မံတီထွင်နိုင်တာပါ monopoly ဆိုတာမကောင်းတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးတင်းရဲ့ဝန်ဆောင်မှုဒါမှမဟုတ်တင်းရဲ့ပစ္စည်းကအရန်ကောင်းလို့ဘယ်သူမှလိုက်မမီတဲ့အခြေအနေကိုပြောတာပါစီးပွားရေးလောကမှာအောင်မြင်ခြင်းတင်ဟာပြိုင်ဘက်တွေနဲ့တူအောင်လိုက်လုပ်နေမယ်စာဘယ်သူနဲ့မှမတူတဲ့ထူးခြားတဲ့တန်ဖိုးတစ်ခုကိုဖန်တီးရပါမယ်ပြိုင်ဆိုင်မှုဆိုတာတင်းရဲ့စွမ်းရည်တွေကိုကုန်ခန်းစေပါတယ်တင်ကတစ်ဖက်လူကိုအနိုင်ယူဖို့ပဲအာရုံစိုက်နေရင်တင်းရဲ့ဝါသနာနဲ့တင်းရဲ့တည်ချွေမှုတွေကိုမေ့သွားတတ်ပါတယ်ဒါကြောင့်ပြိုင်မနေပါနဲ့တင်းရဲ့ကိုယ်ပိုင်စည်းခွက်တစ်ကိုဖန်တီးပါတင်းရဲ့လုပ်ငန်းကတခြားသူတွေနဲ့မတူပဲဘာကြောင့်ထူးခြားနေရလဲဆိုတဲ့မေးခွန်းကိုအမြဲတမ်းဖြေနိုင်ဖို့ကြိုးစားပါအကယ်၍တင်းလုပ်ငန်းကတခြားသူတွေနဲ့တူနေရဆိုရင်တင်းဟာပြိုင်ဆိုင်မှုကြော်ခွင်းထဲမှာပိတ်မိနေပါပြီအဲ့ဒီကြော်ခွင်းတွေကထွက်နိုင်ဖို့ဆိုရင်တင်းဟာ0 to 1သွားနိုင်မယ့်နည်းလမ်းတစ်တွေကိုစဉ်းစားရပါမယ်ရှင်အပိုင်းနဲ့ပျော်ရွှင်သောကုမ္ပဏီတိုင်းဒီမတူညီကြအောင်မြင်တဲ့ကုမ္ပဏီတွေကိုကြည့်ရင်တစ်ခုနဲ့တစ်ခုကလုံးဝမတူညီပါဘူးသူတို့မှာတစ်ခုတည်းသောပိုင်ဆိုင်တဲ့လှုပ်ဝက်ချက်တွေရှိကြပါတယ်အပြန်အလှန်အားဖြင့်ကြာရှုံးတဲ့ကုမ္ပဏီတွေကတော့အကုန်လုံးတူညီကြပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာပြိုင်ဆိုင်မှုတွေမှာနေမွန်းပြီးတော့ပျောက်ကွယ်သွားကြလို့ပါသင်က monopoly ဖြစ်ချင်တယ်ဆိုရင်သင်ရဲ့လုပ်ငန်းမှာအချက်၄ချက်ရှိဖို့လိုအပ်ပါတယ်ဒီ proprietary technology ကိုယ်ပိုင်နည်းပညာဒါမှမဟုတ်သင်ရဲ့ပြိုင်ဘက်ထက်အနည်းဆုံး10ဆပိုကောင်းရပါမယ်အနည်းငယ်ပိုကောင်းအောင်နဲ့တော့လူတွေကသူတို့သုံးနေကြပစ္စည်းကိုဆွတ်လွတ်မှာမဟုတ်ပါဘူးနှစ်ကိုယ့်ရဲ့တက်ရောက်မှုလူတွေပိုသုံးလေသင်ရဲ့ပစ္စည်းကပိုတန်ဖိုးရှိလေဖြစ်ရပါမယ်ဥပမာ Facebook လိုမျိုးပေါ့3
economics of scale ပမာဏအလိုက်သက်သာမှုလုပ်ငန်းကြီးထွားလာလေကုန်ကျစရိတ်နည်းလာလေဖြစ်ရပါမယ်။တစိမ့်အမည်တင့်ရဲ့ brand ကလူတွေရဲ့စိတ်ထဲမှာခိုင်မာနေဖို့လိုအပ်ပါတယ်။ဒါပေမဲ့သတိထားရမှာက branding တစ်ခုတည်းနဲ့တော့လုပ်ငန်းကမရပ်တည်နိုင်ပါဘူး။ခိုင်မာတဲ့နည်းပညာအခြေခံရှိဖို့လိုအပ်ပါတယ်။နည်းပညာအခြေခံ branding ကတော့အပေါ်ယံအလှဆင်တာပါ။အဲ့ဒီနှစ်ခုလုံးပေါင်းစပ်မိတဲ့အခါသင်ဟာဈေးကွက်မှာဘယင်တစ်ပါးလိုဖြစ်လာပါလိမ့်မယ်။ဒီနေရာမှာအရေးကြီးဆုံးကတော့သင်ရဲ့အစပြုမှုပါ။သင်ရဲ့ကုမ္ပဏီကိုစတင်တည်ထောင်တဲ့အချိန်မှာချမှတ်ခဲ့တဲ့စည်းမျဉ်းတွေရွေးချယ်ခဲ့တဲ့လူတွေဟာသင်ရဲ့အောင်မြင်မှုကိုဆုံးဖြတ်သွားမှာပါ။ဖီတာတီယေက TLOS လို့ပြောခဲ့ပါတယ်။အခြေခံအုတ်မြင့်မှာရင်းနေတဲ့ကုမ္ပဏီတစ်ခုကိုပြုပြင်ဖို့မဖြစ်နိုင်တဲ့လောက်ပါပဲလေ။ဒါကြောင့်အစကတည်းကတေချာစဉ်းစားဖို့လိုအပ်ပါတယ်ရှင်။အပိုင်း3ဆယ်စားပိုကောင်းရမည်စီမင်းတငယ်ချင်းတို့ရေကျမတို့ရဲ့ရှေ့မှာပြောခဲ့သလိုပါပဲမနိုဖိုလီတစ်ခုဖြစ်ဖို့ဆိုရင်သင်ရဲ့နည်းပညာဒါမှမဟုတ်ဝန်ဆောင်မှုဟာရှိပြီးသားပြိုင်ဘက်တွေတဲ့အနည်းဆုံးဆယ်စားပိုကောင်းရပါမယ်။ဘာလို့ဆယ်စားလို့သတ်မှတ်ရလဲဆိုတာအဖြေကရိုးရှင်းပါတယ်။လူတွေဟာသူတို့သုံးနေကြအရာတစ်ခုကိုဆွတ်လွတ်ပြီးတော့အသစ်တစ်ခုကိုပြောင်းသုံးဖို့ဆိုရင်စိတ်ပိုင်းဆိုင်ရာရောလက်တွေ့ပိုင်းမှာပါဝင်လေးတက်ကြပါတယ်။နှစ်ဆသုံးဆလောက်ပိုကောင်းရုံနဲ့တော့လူတွေကမပြောင်းလဲတတ်ကြပါဘူး။ဥပမာပေးရရင် Amazon ကအစပိုင်းမှာစာအုပ်တွေကိုရောင်းတဲ့အခါတခြားစာအုပ်ဆိုင်တွေထက်အနည်းဆုံး10ဆပိုကောင်းအောင်လုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့တခြားဆိုင်တွေမှာစာအုပ်အမျိုးမျိုးထောင်ကနန်းပဲရှိတဲ့အချိန်မှာ Amazon မှာတော့သိန်းကနန်းထိရှိနေခဲ့တာပါ။ဒါက10ဆပိုကောင်းတဲ့ဝန်ဆောင်မှုပါပဲ။နောက်ထပ်ဥပမာတစ်ခုကတော့ Google ပါပဲ။သူတို့မတိုင်ခင်က search engine တွေရှိခဲ့ပေမဲ့ Google ရဲ့ရှာဖွေမှုနှုန်းနဲ့တိကျမှုကတခြားသူတွေထက်အဆပေါင်းများစွာတာလွန်ခဲ့ပါတယ်။ဒါကြောင့်တင့်ကိုယ်တင်ပြန်မေးကြည့်ပါ။ငါလုပ်နေတဲ့အလုပ်ကတခြားသူတွေထက်10ဆပိုတာသလား။10ရာခိုင်နှုန်းပိုကောင်းအောင်လုပ်ဖို့ဆိုတာခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ဒါပေမဲ့10ဆပိုကောင်းအောင်လုပ်ဖို့ဆိုရင်တော့သင်ဟာအခြေခံကစပြီးတော့နီလန်းတစ်တွေကိုစဉ်းစားရပါလိမ့်မယ်။ဒါဟာ0 to 1ရဲ့အနှစ်သာရပါပဲ။10ဆပိုကောင်းတဲ့အရာတစ်ခုကိုသင်ဖန်တီးနိုင်ပြီဆိုရင်ပြိုင်ဘက်တွေကသင်ကိုလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။သင်ဟာဈေးကွက်ကိုစတင်စိုးမိုးနိုင်တဲ့အခွင့်အရေးရသွားပါပြီ။အပိုင်း၄အယောင်ဖြူဟာအရေးပါမှုလူတော်တော်များများကနီးပညာကောင်းရင်အောင်မြင်ပြီလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ဖီတာတီယေကတော့အယောင်ဖြူဟာထုတ်ကုန်ထက်ပိုရေးကြီးတယ်လို့ဆိုပါတယ်။သင်ကကမ္ဘာပေါ်မှာအကောင်းဆုံးပစ္စည်းကိုဖန်တီးထားပါစေ။လူတွေစီကိုမရောင်းနိုင်ရင်အဲ့ဒီပစ္စည်းကအမှိုက်နဲ့မချပါဘူး။စီးပွားရေးလောကမှာပစ္စည်းကောင်းရင်သူ့လိုရောင်းရလိမ့်မယ်ဆိုတဲ့အတွေးဟာအန္တရာယ်ရှိဆုံးအယူဆအမှားတစ်ခုပါ။ဘယ်ပစ္စည်းမှသူ့လိုမရောင်းရပါဘူး။သင်မှာထိရောက်တဲ့ရောင်းဖြူဟာရှိဖို့လိုအပ်ပါတယ်။ရောင်းဖြူဟာဆိုတာကြော်ညာတာတင်မဟုတ်ပါဘူး။သင်ရဲ့ပစ္စည်းကိုဝယ်သူလက်ထဲကိုရောက်အောင်ပို့ပေးမယ်လမ်းကြောင်းကိုဆိုလိုတာပါ။ရောင်းဖြူဟာမှလည်းအစဉ်စဉ်ရှိပါတယ်။အစိုးရဒါမှမဟုတ်ကုမ္ပဏီကြီးတွေကိုရောင်းရတာမျိုးပါ။ဒါကတော့လူကိုယ်တိုင်သွားရောက်စီးရုံဖို့လိုပါတယ်။လူလက်တန်းစားလုပ်ငန်းရှင်တွေကိုရောင်းတာမျိုးပါ။လူအများပြားသိအောင်လုပ်တာမျိုးပါ။လူတစ်ယောက်ကနေတစ်ယောက်ကိုဆင်ပွားပြီးတော့သိအောင်လုပ်တာမျိုးပါဘယ်လိုရောင်းဖြူရပဲတုံသင်ရဲ့ဖောက်တဲ့တစ်ယောက်ရဖို့ကုန်ကြစရိတ်ဟာအဲ့ဒီဖောက်တဲ့စီရရမယ်အမြတ်ငွေထက်နည်းနေရပါမယ်ဒါရိုးရှင်းတဲ့တင်ချာနည်းပါပဲဒါပေမဲ့ဒီအချက်ကိုမေ့သွားတဲ့စီးပွားရေးသမားတွေအများကြီးရှိပါတယ်သင်ဟာအယောင်ဖြူဟာကိုထုတ်ကုန်တီထွင်မှုနဲ့ဒန်းတူအလေးထားမယ်ဆိုရင်သင်လုပ်ငန်းဟာရေရှည်တည်တံ့ခိုင်မြဲနေမှာပဲဖြစ်ပါတယ်ရှင်အပိုင်းကတီထောင်သူများရဲ့လှုပ်ဝက်ချက်နဲ့နောက်ဆုံးအနှစ်ချုပ်နောက်ဆုံးချက်ကတော့တီထောင်သူတွေရဲ့စိတ်နေစိတ်ထားပါအောင်မြင်တဲ့ကုမ္ပဏီတစ်ခုရဲ့တီထောင်သူတွေဟာများသောအားဖြင့်ထူးခြားတဲ့သူတွေဖြစ်တတ်ကြပါတယ်သူတို့ဟာတစ်ခါတလေမှအရန်ကောင်းမှတတ်တယ်ဒါမှမဟုတ်လူအများနဲ့မတူတဲ့အတွေးခေါ်တွေရှိတတ်ကြပါတယ်ဒါဟာမကောင်းတာမဟုတ်ပါဘူးသင်မှာတခြားသူတွေမမြင်နိုင်တဲ့အနာဂတ်တစ်ခုကိုမြင်နိုင်စွမ်းရှိဖို့လိုပါတယ်ဖီတာဒီယေကလှုပ်ဝက်ချက်များအကြောင်းကိုအရန်အလေးပေးပြောထားပါတယ်လောကကြီးမှာလူတိုင်းသိနေတဲ့အမှန်တရားတွေရှိသလိုဘယ်သူမှမစင်စားမိသေးတဲ့လှုပ်ဝက်ချက်တွေလည်းရှိပါတယ်
အဲ့ဒီလိုပဲချက်တွေကိုရှာတွေ့တဲ့သူကတော့021ကိုသွားနိုင်မှာပါဥပမာ Airpad မတိုင်ခင်ကလူစိမ်းတစ်ယောက်ရဲ့အိမ်မှာသွားအိပ်ဖို့ဆိုတာလူတိုင်းကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာပါဒါပေမဲ့တီထောင်သူတွေကတော့လူတွေဟာယုံကြည်မှုရှိရင်အိမ်ငှားချင်ကြလိမ့်မယ်ဆိုတဲ့လှုပ်ဝက်ချက်ကိုရှာတွေ့ခဲ့ပါတယ်ဒီလိုပါပဲတိပတ်ဝင်ခြင်းမှာလူတိုင်းကမဖြစ်နိုင်ဘူးလို့ထင်နေတဲ့ဒါပေမဲ့တင်တယောက်တည်းကပဲဖြစ်နိုင်တယ်လို့ယုံကြည်နေတဲ့အချက်ကိုရှာပါအဲ့ဒီအချက်ကတင့်ကိုဘီလီယံနာဖြစ်စေမယ့်လမ်းစာပါပဲတကယ်ချင်းတို့ရေအခုဆိုရင်တော့021အထီးကအနှစ်ချုပ်တွေကိုအသေးစိတ်ဆွေးနွေးလို့ပြီးသွားပါပြီဒီစာအုပ်ကကျမတို့ကိုသင်ပေးလိုက်တာကတော့လူများတဲ့လမ်းမှာမလျှောက်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းတစ်ကိုဖန်တီးပါဆိုတာပါပဲသင်ဟာကော်ပီကူးသူမဟုတ်ဘဲနဲ့ဖန်တီးသူတစ်ယောက်ဖြစ်ပါစေအခုပြောပြသွားတဲ့အချက်တွေထဲမှာသင်အတွက်အနှစ်သက်ဆုံးဒါမှမဟုတ်အထူးခြားဆုံးအချက်ကဘာလေးဖြစ်မလဲဟင် comment မှာ success part လို့ရေးပြီးတော့ကျွန်မကိုပြောပြခဲ့ပြီးပါအောင်နော်ဒီ content လေးကိုသဘောကျရဆိုရင်တော့နောက်ထပ်လည်းဘယ်လိုစီးပွားရေးစာအုပ်တွေကိုအခုလိုအသေးစိတ်ရှင်းပြမလဲဆိုတာအကြံပေးခဲ့ပါအောင်ရှင်အဆုံးထိစိတ်ရှည်လက်ရှည်နားထောင်ပြီးတဲ့အတွက်တကယ်ချင်းတို့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အနာဂတ်ကိုဖန်တီးနိုင်တဲ့သူတွေဖြစ်ကြပါစေကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်တတား